တန်ကောင်းကအဆိုပါရမီပါပေမယ့်အထင်မြင်အသေးခံရတဲ့အဆိုတော်၄ယောက်အတန်ပါရမီကောင်းပေမယ့်သူတို့ရဲ့အပြုတ်မှုတွေကြောင့်ပရိသတ်တွေရဲ့အထင်သေးအမြင်သေးဖြစ်ရတဲ့ဂီတနုပညာရှင်အဆိုတော်၄ယောက်ကိုတင်ဆက်ပေးမှာပါအတန်ပါရမီကောင်းပေမယ့်ပရိသတ်အမြင်ကခံရတဲ့ပထမဆုံးအနုပညာရှင်တစ်ယောက်ကတော့တေးတန်ရှင်အောင်ခန့်ပိုင်မှာမတိအောင်ဟဆိုပြီးပရိသတ်တွေကြားမှာနာမည်ကြီးရေပန်းစားလာတဲ့တေးတန်ရှင်အောင်ခန့်ပိုင်ကိုပရိသတ်တွေကနာမည်ကြီးချင်တဲ့ဆယ်လီယူဘဝင်ယူဆိုပြီးတော့ကြက်မပြေးတဲ့လူအဖြစ်သတ်မှတ်ကြပါတယ်ပရိသတ်တွေတင်မြင့်သေးအောင်လဲအောင်ခန့်ပိုင်ကမီဒီယာအင်တာဗျူးတွေမှာပေါက်140လူမြင်ကအောင်ဖြည့်ဆိုခဲ့ပါတယ်တကယ်တမ်းအောင်ခန့်ပိုင်ရဲ့အတန်ကိုနားထောင်ကြည့်မယ်ဆိုရင်တော့အောင်ခန့်ပိုင်ရဲ့မူရင်းအတန်ကမြန်မာအတန်ကဏ္ဍဝင်အဆိုတော်အောင်သူလူလုံးအေးမြကြည်လင်းတဲ့အတန်ရှိတယ်လို့မြန်မာတန်စင်တေးသချင်းတွေကိုလည်းအပိုင်နိုင်ဆုံးသိဆိုနိုင်တာကိုတွေ့ရပါတယ်ဒါပေမဲ့အောင်ခန့်ပိုင်ကလူမြင်ကခံရပြီးလူအထင်သေးခံရတာကြောင့်တော့သူ့ရဲ့အတန်ပါရမီအစွမ်းကတိမ်မြုပ်ပြောက်ကွယ်နေရဖြစ်ပါတယ်နောက်ထပ်အတန်ပါရမီပါပေမဲ့ပရိသတ်အမြင်ကချင်းခံနေရတဲ့အဆိုတော်တဦးကတော့ထားလိုက်ပါတဲ့ချင်းနဲ့နိုင်ငံကျော်အဆိုတော်ဖြစ်လာသူအဆိုတော် Anonymous ဖြစ်ပါတယ်။ Anonymous ကတဲ့ချင်းတွေကိုအများနဲ့မတူပဲကိုပိုင်စတိုင်နဲ့တမှုထူးကြအောင်သိဆိုနိုင်တယ်လို့ကိုပိုင်တန်စင်တဲ့ချင်းတွေကိုလည်းရေးသားနိုင်ပါတယ်။အထူးသဖြင့် Anonymous ကတဲ့ချင်းရေးသားရမှာပါရမီပါတဲ့သူတဦးလို့ဆိုရမှာပါ။ဒါပေမဲ့လည်း Anonymous ကအင်တာဗျူးတွေမှာစကားပြောဆိုမတတ်တာကတကြောင်မကြသေးမီကဖြစ်ခဲ့တဲ့အိမ်ထောင်ရေးပြဿနာတွေကြောင့်ပရိသတ်တွေရဲ့အမြင်မကြည်တာကိုခံနေရပါတယ်။ဒါကြောင့်လည်းအဆိုတော် Anonymous ကပရိသတ်တွေရဲ့အထင်သေးအမြင်မကြည်တာကိုခံရတဲ့ပါရမီရှင်တဦးဖြစ်ပါတယ်။နောက်ထပ်ပရိသတ်တွေအထင်သေးအမြင်သေးခံရတဲ့အဆိုတော်ကတော့အဆွဲဆုံးရတေးတန်ရှင်ဘနာနာခေါ်ချင်းကီကိုပါမြန်မာအတော်သချင်းဆိုပြိုင်ပွဲဝင်ရင်နဲ့ငှက်ပြောသည့်အကျွေးခံလာရတဲ့ချင်းကီကိုဟာအင်တာနက်ပေါ်မှာ Facebook ဆယ်လီဖြစ်လာပါတယ်။ချင်းကီကိုက Facebook မှာအတန်သေးတန်ကြောင်နဲ့သချင်းတွေသိဆိုနေအောင်ပေါ်တော်စကားတွေကိုပြောနေရကြောင်းပရိသတ်တွေကချင်းကီကိုအယူအနံပေါ်တော်ဆယ်လီယူတယောက်လိုသဘောထားကြပါတယ်။တကယ်တမ်းမှာတော့ချင်းကီကိုကလည်းအတန်ပါရမီမကောင်းပေမယ့်တေးရေးပါရမီကောင်းသူတဦးပါအထူးသဖြင့်ချင်းကီကိုရေးတဲ့မမရေချစ်လို့အရှုံးမပေးတဲ့ကြိုးဆောင်စတဲ့သချင်းတွေဟာချင်းကီကိုရဲ့ပရိသတ်တွေကြားမှာရေးပန်းစားဆုံးအောင်မြင်ဆုံးသချင်းတွေဖြစ်ပါတယ်ဒီလိုမျိုးပရိသတ်နားဆွဲအောင်ရေးနိုင်ဖို့ဆိုတာကတကယ်မလွယ်ပါဘူးဒါကြောင့်လည်းဘနာနာကပရိသတ်အထင်မြင်သေးခံရတဲ့ဂီတပါရမီရှင်တဦးဖြစ်ပါတယ်နောက်ထပ်ပရိသတ်တွေအထင်မြင်သေးကြတဲ့ဂီတပါရမီရှင်တဦးကတော့တေးရေးဆိုမင်းစီသူပါမင်းစီသူကသချင်းဆိုတာလဲကောင်းတယ်လို့သချင်းရေးကောင်းတဲ့ဂီတပါရမီရှင်တဦးပါဒါပေမဲ့လည်းသူရဲ့သချင်းကိုတရားဖို့သုံးဖို့ဆိုပြီးဝေဖန်ကြတဲ့ပုံမှာတုံ့ပြန်ပုံတစ်ခုကြောင့်ပရိသတ်တွေကအမြင်ကပ်သွားကြပါတယ်ဒါကြောင့်အဆိုတော်မင်းစီသူဟာပရိသတ်အမြင်ကပ်ခံရတဲ့ဂီတပါရမီရှင်တဦးလို့ဆိုရပါမယ်အခုပြောပြခဲ့ရကတော့ပရိသတ်တွေအထင်သေးကြတဲ့ဂီတပါရမီရှင်များအကြောင်းပါဒီဗီဒီယိုထဲမှာထည့်ပြောဖို့အတွက်ကြံနေတဲ့ဂီတပါရမီရှင်အဆိုတော်တွေရှိရင်လည်းပြောသားခဲ့ပါအောင်နော်အစောင့်ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်